ကိုကတေချာခိုင်းတတ်တော့မှသူ့ကို prompt နေထည့်ပေးတော့မှသူကနေပြီးတော့မှ efficient ဖြစ်တဲ့ workload ကိုချပြမှာဖြစ်တယ် AI ကိုကျွမ်းကျင်စွာသုံးတတ်ခြင်းနဲ့ဆိုလို့ရှိရင်သုံးတတ်ဖို့ကအရန်လွယ်တယ်အဲ့ဒါဘာလဲဆိုတော့ကိုကခိုင်းတတ်ဖို့ပဲလိုအပ်တယ်ကိုကဘယ်လိုမျိုးတွေခိုင်းရမလဲဆိုရင်ကိုကသူ့ကို prompt နေထည့်ပေးရမယ်အဲ့ခါကျတော့မှကိုကမခိုင်းတတ်ဘူးဆိုလို့ရှိရင်တော့သူကလည်းရိုးရိုးကြီးပဲပေါ်တမန်ကြီးပဲထွက်လာမှာပဲကိုကတေချာခိုင်းတတ်တော့မှသူ့ကို prompt နေထည့်ပေးတော့မှသူကနေပြီးတော့မှ efficient ဖြစ်တဲ့ workload ကိုချပြမှာဖြစ်တယ်အဲ့တော့အခုဆိုလို့ရှိရင်ပေါ့နော် assignment ရေးတာတဲ့ assignment တော့မကောက် thesis ရေးတာအစ AI ကိုသုံးပြီးတော့မှရေးခိုင်းလို့ရပြီ AI ဆိုတာ ChatGPT တခုတည်းရှိတာမဟုတ် AI နေအများကြီးရှိတယ်အဲ့တော့အများကြီးကိုသုံးပြီးတော့မှရေးခိုင်းလို့ရလာပြီပေါ့နော်အဲ့တော့သုံးချင်တယ်ဆိုလို့ရှိရင် prompt တွေကိုဘယ်လိုထည့်ရမလဲဆိုတော့နောက်ပြီးတော့လည်း caption မှာလည်းရေးပေးထားပါတယ်အဲ့တော့အဲ့ caption လေးတွေကိုကြည့်ပြီးလို့ရှိရင်ကိုနဲ့ပတ်သက်တဲ့ပေါ့နော်အလုပ်ကိုခိုင်းချင်တာနောက်ပြီးတော့ကိုနဲ့ပတ်သက်တဲ့နယ်ပယ်ဟာကိုခိုင်းချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလေးခိုင်းရမလဲဆိုတာကိုသိသွားကြပဲเนาะမျှော်လင့်ပါတယ်အခုဒီ account လေးမှာဆိုလို့ရှိရင်ပေါ့နော်ဒီအောက်က playlist လေးထဲမှာဆိုလို့ရှိရင်ဒီလိုမျိုး content creation နဲ့ပတ်သက်တဲ့ technology နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို free sharing လုပ်ပေးသွားပါတယ်ကျွန်မက nutritionist ဖြစ်တဲ့အတွက် nutrition သင်တန်းတွေကိုပဲဖွင့်ထားတာပါဒီလိုမျိုး technology နဲ့ပတ်သက်တာ content နဲ့ပတ်သက်တဲ့ဟာတွေကတော့အလကားမျှဝေပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါလေးတွေကိုဆက်ပြီးတော့မှလည်းပြပြပေးစီနေဆိုလို့ရှိရင် account လေးကို follow လုပ်သွားဖို့မမေ့နဲ့ဘူးเนาะ